ကျမတို့မြန်မာပြည်မှာဆိုရင်တော်တော်များများကျမဒီပတ်ဝန်းကျင်မှာပေါ့နော်စိတ်ခံစားမှုပိုင်းဖွံ့ဖြိုးတိုးတက်မှုမှာကျမတို့တော်တော်လေးအားနည်းနေသလားပေါ့နော်အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ဒီနေ့ဆွေးနွေးခြင်းတဲ့အကြောင်းအရာလေးကတော့ဖွံ့ဖြိုးမှုနယ်ပယ်တွေကနေပြီးတော့မှအလွန်ရေးကြီးတဲ့အခန်းကဏ္ဍဖြစ်တဲ့စိတ်ခံစားမှုပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအကြောင်းကိုဆွေးနွေးမှာဖြစ်ပါတယ်ဒီကျမတို့ဒီကလေးပြုစုပြောထားမှုကိုပြောတဲ့ခါကြလို့ရှိရင်ဒီစိတ်ခံစားမှုပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကဒီ internationally ပေါ့နော်နိုင်ငံတကာ level မှာလည်းတော်တော်လေးကိုစိတ်ဝင်စားမှုကိုနှုံနေတဲ့ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကျမတို့ဒီစိတ်ခံစားမှုပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုဆိုတာဘာလဲဆိုတာကျမတို့ကြည့်မယ်နောက်တစ်ခုကနေပြီးတော့မှကျမတို့ဒီကလေးတွေကိုဒီစိတ်ခံစားမှုပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်အောင်ကျမတို့ဘယ်လိုမျိုးပြုစုပြောထားမလဲဆိုတဲ့ဒီနှစ်ခုလေးနဲ့ကျမတို့ဆွေးနွေးသွားပါမယ်ပထမတစ်ခုကကြတော့ကျမတို့ဒီစိတ်ခံစားမှုပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုဆိုတာဘာလဲပေါ့အဲ့ဒါဆိုရင်စိတ်ခံစားမှုပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုဆိုတာကဒီကိုယ့်ရဲ့ခံစားမှုကိုတည်တာရဲ့ပြီးလို့ရှိရင်အတိမတ်ပြုတာရဲ့ဘယ်လိုမျိုးတုံ့ပြန်ဆောင်ရွက်မလဲဘယ်လိုမျိုးစီမံခန့်ခွဲမလဲဘာကြောင့်ဖြစ်လာတာလဲဆိုတဲ့ဟာလေးတွေကိုတိတက်နားလဲတတ်တဲ့ဒီဖွံ့ဖြိုးတိုးတက်မှုပဲဖြစ်ပါတယ်ကျမတို့မြန်မာပြည်မှာဆိုရင်တော်တော်များများကျမဒီပတ်ဝန်းကျင်မှာပေါ့နော်စိတ်ခံစားမှုပိုင်းဖွံ့ဖြိုးတိုးတက်မှုမှာကျမတို့တော်တော်လေးအားနည်းနေသလားပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့ခံစားချက်လို့ပြောလို့ရှိရင်ပျော်တဲ့ခါမှာပဲဖြစ်ဖြစ်စိတ်ဆိုးတဲ့ခါမှာပဲဖြစ်ဖြစ်ကျမတို့ဒီဒေါသထွက်တဲ့ခါမှာပဲဖြစ်ဖြစ်ဝမ်းနည်းတဲ့ခါမှာပဲဖြစ်ဖြစ်ကျမတို့ဒီခံစားမှုကိုကျမတို့တိတ်ပြီးတော့မှပြောလို့မရှိဘူးပေါ့နော်။ကျမတို့ခံစားမှုကိုကျမတို့ကဗာလဲအင်္ဂလိပ်လိုကတော့ suppress လို့ခေါ်တယ်ပေါ့နော်။ကျမတို့နည်းနည်းလေးများမဖော်ပြဘဲနဲ့လေကျမတို့ဒီလုံးဝကိုဖုံးထားလိုက်တယ်လို့မျိုးဖြစ်တယ်လို့ကျမမြင်မိတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့အခုကျမတို့ကအခုကလေးတွေဆိုရင်ဥပမာပေါ့နော်။ကလေးတယောက်ကသွားလိုက်လို့တနေရာမှာလဲကျသွားတာတို့ပြင်ချော်လဲတာတို့ဘာလို့ဖြစ်တယ်ဆိုရင်မိဘတွေအနေနဲ့တချို့မိဘတွေပေါ့နော်ကျမတို့ဘာကြားလေးရှိလဲဆိုဟောဒါလေးများမနာဘူးပေါ့နော်အဲ့လိုမျိုးတွေကျမတို့ဒီနှစ်သိမ့်စကားတွေပြောနေရှိတယ်ဒါပေမဲ့စဉ်းစားကြည့်မနာဘူးဆိုတာကဒါကကလေးရဲ့ခံစားချက်ကနာရင်နာမှာပေါ့နော်ငိုကလေးကငိုနေတာဒါပေမဲ့မနာဘူးလို့ပြောလိုက်ခြင်းအပြင်ဘာဖြစ်လဲဆိုတော့သူ့ရဲ့ခံစားမှုနာတယ်ဆိုတဲ့ခံစားမှုကိုကျမတို့ကဖုံးလိုက်တယ်လို့ဖြစ်သွားတယ်ဆိုတော့ကျမတို့ကမနာဘူးလို့မပြောဘဲနဲ့နာသွားလားဘယ်နေရာလေးလာသွားလဲငိုလို့ရှိရင်လည်းအယမ်းနာမှာပဲနော်ငိုလို့ရှိရင်လည်းပေးငိုလိုက်ပေါ့နော်တနေ့ကုန်ငိုနေမှာမဟုတ်ဘူးဆိုတော့ဒီဟာလေးတွေကသူ့ကိုပါလဲဆိုတော့သူ့ရဲ့ခံစားမှုကိုဖော်ပြတတ်အောင်သူ့ရဲ့ခံစားမှုကိုအတိမတ်ပြုတ်တတ်အောင်ကျမတို့ဘက်ကနေပြီးတော့မှပံ့ပိုးကူညီတာဖြစ်တယ်။နောက်တစ်ခုကဒေါသထွက်တယ်ကလေးတွေကဒေါသစိတ်ဆိုးတယ်ပေါ့ဒေါသထွက်တာတဲ့စားလို့ရှိရင်ကလေးဆိုရင်စိတ်ဆိုးတယ်ပေါ့နော်အဲ့လိုမျိုးစိတ်ဆိုးတာတို့ဘာလို့ဆိုရင်ကျမတို့ကဘာပြောလေးရှိလဲဆိုတော့ဟာဒါလေးများစိတ်ဆိုးတာလားဆိုတော့ကလေးနေရာမှာကိုလည်းဝင်ကြည့်လိုက်ပေါ့နော်ကိုကအရန်စိတ်ဆိုးနေတဲ့ချိန်ဟိုဒေါသအရန်ထွက်နေတဲ့ချိန်ဟဲဒါလေးများတငယ်ချင်းရဲ့ဒါလေးများဘာဖြစ်လို့စိတ်ဆိုးတာလဲလို့ပြောရင်ကိုကရောကြိုက်လားမကြိုက်ဘူးဘာဖြစ်လို့လဲဆိုတော့ဒါကကိုယ်ခံစားချက်လေသူခံစားချက်မှမဟုတ်တာဆိုတော့ကျမတို့ကဘာလဲဆိုတော့စိတ်ဆိုးတဲ့အခါကြလို့ရှိရင်လဲကျမတို့ကသူဒေါသထွက်တဲ့အခါကြလို့ရှိရင်လဲတိမှတ်ပြုတ်ပေးဖို့အတွက်အရန်လိုအပ်တယ်အဲ့ဒါတိမှတ်ပြုတ်ပေးပြီးတော့မှကလေးကိုဟုတ်လားဒါအရန်ဒေါသထွက်တာလားသမီးအရန်ဒေါသထွက်တာလားစိတ်ဆိုးတာလားစိတ်ဆိုးတဲ့အကြောင်းကိုပြောပါဦးเนาะဘလို့ဖြစ်တာလဲဘာကြောင့်စိတ်ဆိုးတာလဲဆိုတဲ့ဟာလိုမျိုးကိုသူ့ကိုအတိမတ်ပြုတ်ပေးပြီးတော့မှဒါကိုသူ့ရဲ့ခံစားချက်လေးတွေအတိမတ်ပြုတ်ပေးပြီးတော့မှလွတ်လပ်ဖော်ထုတ်ခိုင်းစေခြင်းအပြင်ပေါ့နော်နားထောင်ခြင်းအပြင်ကလေးတွေရဲ့စိတ်ခံစားမှုပိုင်းဆိုင်ရာကိုသူ့ကိုသူပြန်ပြီးတော့မှအတိမတ်ပြုတ်မယ်သူဒါလေးကိုစိတ်ဆိုးတယ်ဆိုတာဒါစိတ်ကောက်တယ်ဆိုတာဒါစိတ်ပင်ပန်းတယ်ဆိုတာဒါအဲ့လိုခံစားချက်လေးတွေကို तू နာမည်လေးတွေတက်ပြီးတော့မှတိတက်အောင်ကျမတို့ပြုစုပြောထောင်ဖို့အတွက်အရန်လိုအပ်ပါတယ်တခါတလေကြားလို့ရှိရင်ကျမတို့ပတ်ဝန်းကျင်မှာဘာဖြစ်လဲဆိုတော့ဒီတချို့ဘယ်လိုပြောယဉ်ကျေးမှုတွေပေါ့နော်အထူးသဖြင့်ချင်းနေဆိုရင်ဗာပြောလေးရှိလဲဆိုတော့ကလေးယောက်ျားလေးငိုလို့ယောက်ျားလေးဖြစ်ပြီးတော့မှငိုရလားဆိုတော့
အဲ့ဒါယူကြတော့လေကျွန်တော်ကတော့မကြိုက်ဘူးဘာဖြစ်လို့လဲဆိုတော့ယောက်ျားလေးမငိုရဘူးလို့ဘယ်ကျမ်းစာထဲမှာလည်းပြောထားတာမရှိဘူးဘယ်ကျမ်းချက်ထဲမှာလည်းပြောထားတာမရှိဘူးဘယ်ဥပဒေမှာလည်းသတ်မှတ်ထားတာမရှိဘူးလူသားဖြစ်တဲ့အလျောက်တယောက်နဲ့တယောက်တော့မိန်းကလေးဖြစ်ပြီးတော့မှမငိုတာလည်းဖြစ်ကောင်းဖြစ်နိုင်တာပဲယောက်ျားလေးဖြစ်ပြီးတော့မှငိုတာလည်းဖြစ်ကောင်းဖြစ်နိုင်တာပဲဆိုတော့ကျွန်တော်တို့အဲ့လိုမျိုးလေးတွေပေါ့နော်ယောက်ျားလေးဖြစ်ပြီးတော့မှမငိုရဘူးတော့ဘာလို့ဒါတွေကဘာလဲဆိုတော့သူ့ရဲ့ကလေးရဲ့ emotion ပေါ့နော်ဒီစိတ်ခံစားမှုပိုင်းဆိုင်ရာကိုလွတ်လွတ်လပ်လပ်မဖော်ပြတတ်အောင်ကျမတို့ကလာဒါတော့ကဖိပလိုက်တာပဲမငိုချင်တာတော့မဟုတ်ဘူးဒါပေမဲ့ပတ်ဝန်းကျင်ရဲ့သတ်မှတ်ထားတဲ့ဒါသူ့ရဲ့ expectation ပေါ့နော်ဆိုတော့အဲ့လိုဟာမျိုးကြတော့ကျမတို့ကဒါကိုဘယ်လိုဖြစ်သွားမလဲဆိုတော့ငိုတာတွေလည်းဖော်ပြခြင်းမှာဖော်ပြတော့မယ်ဝမ်းနေတဲ့ခါကြလို့ရှိရင်လည်းဖော်ပြခြင်းမှာဖော်ပြတော့မယ်ကျမတို့ဒီပျော်တဲ့ခါကြလို့ရှိရင်လည်းဖော်ပြခြင်းမှာဖော်ပြတော့မယ်ပေါ့နော်ဆိုတော့ကျမတို့ကကလေးတွေကိုငယ်လေးတွေကနေပြီးတော့မှဒီငယ်လေးတွေကနေပြီးတော့မှငိုတာတို့စိတ်ဆိုးတဲ့အခါဆိုရင်လည်း तू ကသိခြင်းမှာသိအောင်မယ်စိတ်ဆိုးတယ်ဆိုတာဘာလဲဆိုတာသိခြင်းမှာသိအောင်မယ်ဒါပေမဲ့အဲ့ဒါကြောင့်မလို့ကျမတို့ဘေးပတ်ဝန်းကျင်မှာရှိရဲ့မိဘတွေအနေနဲ့ကလေးကိုပြုစုပြောထောင်နေတဲ့လူတွေအနေနဲ့ကလေးကိုဝမ်းနေတယ်ဒါဆိုရင်ဒီလိုမျိုးခံစားမှုဆိုတာဝမ်းနေတယ်ဒီလိုခံစားမှုဒီလိုမျိုးခံစားမှုမျိုးဆိုတာစိတ်ဆိုးတယ်ဒေါသထွက်တယ်ဒီလိုခံစားမှုမျိုးဆိုတာဒါဝမ်းပါတယ်ဆိုတဲ့ဟာလိုမျိုးကိုကျမတို့အနေနဲ့သူ့ကိုတေချာရှင်းပြပြီးတော့မှသင်ပြပေးဖို့လိုအပ်တယ်အဲ့လိုမျိုးသင်ပြပေးတတ်အောင်လဲကျမတို့ဘက်ကနေပြီးတော့မှကလေးကိုအသိမှတ်ပြုပေးဖို့အတွက်လိုအပ်တယ်ဆိုရင်ခွင်ပိုက်ကြတဲ့အနေကျမတို့ဒီအုံနောက်ဖွံ့ဖြိုးဖို့တိုးတက်ဖို့အတွက်တကယ်ဟိုဒီ relationship ပေါ့နော်သူနဲ့အတူတူထိတွေ့တဲ့သူ့ကိုပံ့ပိုးပေးတဲ့ချစ်ချင်းမြတ်တာတွေနဲ့ကျမတို့ကြည့်ပြီးတော့မှသူ့ကိုနားထောင်ပေးလို့ရှိရင်ကလေးတွေကဒီခံစားမှုပိုင်းဆိုင်ရာမှာအတိမတ်ပြုတ်ပေးလို့ရှိရင်ဒီအုံနောက်ဖွံ့ဖြိုးတိုးတက်မှုကိုလည်းအများကြီးထောက်ကူဖြစ်တယ်လို့လူတွေနဲ့ပေါင်းသင်းဆက်ဆံရေးမှာလည်းထောက်ကူအများကြီးဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျမတို့ကကလေးရဲ့ခံစားချက်တွေကိုအတိမတ်ပြုပေးဖို့အတွက်လိုအပ်တယ်နောက်တစ်ခုအရေးကြီးတာကဘာလဲဆိုတော့ကလေးတွေကခံစားမှုကိုတော့လွတ်လွတ်လပ်နဲ့ပေါ်ထုတ်ခွင့်ရှိတယ်ဒါပေမဲ့ဥမာဒေါသအောက်ဘယ်လိုမျိုးတုံ့ပြန်ဆောင်ရွက်လဲဆိုတဲ့အပေါ်မှာကိုတော့ကျမတို့ကတေချာသူတို့ကိုထိန်းချောင်းပေးဖို့လိုအပ်တယ်အထူးသဖြင့်ဒေါသထွက်တဲ့အခါပေါ့နော်ကလေးတွေကဒေါသထွက်တဲ့အခါကြာလို့ရှိရင်ပစ္စည်းတွေရိုက်ခွဲပစ်တာတို့ဘာလို့လှုပ်တက်လေးရှိတယ်အဲ့လိုမျိုးလှုပ်တဲ့ကလေးတွေဆိုရင်စိတ်ဆိုးတာဟိုမမအကြောင်းဒါပေမဲ့စိတ်ဆိုးလို့ဒေါသထွက်လို့ပစ္စည်းရိုက်ခွဲတာတို့ပေါ့နော်အကြမ်းဖက်နီးတယ်နဲ့လှုပ်တဲ့ဟာကြတော့မှားတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ပြောပြပေးတော့ပို့အတွက်လိုအပ်တယ်ဆိုတော့ကျွန်တော်တို့ကဘယ်မှာတော်တော်များများကျွန်တော်ဘယ်မှာသွားဆုံးသက်လဲဆိုတော့ဟိုဝမ်းနေလို့ရှိရင်လဲဝမ်းမနေဘူးနော်ပြီးလို့ရှိရင်လဲအရန်ဝမ်းတာလို့ရှိရင်လဲဟိုဗာလဲဖုံးဖိထားပြီးတော့မှဟဲ့နေအဲ့လောက်တောင်ဖြစ်နေလားအဲ့လိုမျိုးလေးကျမတို့ပြောလေးရှိတယ်ပေါ့နော်အဲ့လိုဟာမျိုးလေးတွေမလုံးမိဖို့အတွက်နောက်တစ်ခုကကြတော့ကျမတို့ဒီဒေါသထွက်တဲ့ခါကြလို့ရှင်လဲဒါလေးများဆိုပြီးတော့မှသူ့ရဲ့ခံစားချက်ကိုအတိမတ်မပြုတ်ပေးတာတွေကိုကျမတို့အဲ့ဒါတွေကိုမလုပ်ဘဲနဲ့ကျမတို့အတိမတ်ပြုတ်မယ်ဒါပေမဲ့သူ့ရဲ့ခံစားချက်အပေါ်မှာပြန်ပြီးတော့မှတုံ့ပြန်ဆောင်ရွက်တဲ့ခါကြလို့ရှင်တပားသူဖြစ်သူ့ကိုသူပဲဖြစ်ထိခိုက်မှုမဖြစ်အောင်တော့ဒီထိခိုက်မှုရှိစေတဲ့လုံရက်မျိုးကိုလုံးလို့ရှိရင်ဒါမှားပါတယ်ဆိုတဲ့ဟာလိုမျိုးကျမတို့ဒီအုတ်ထင်းသူတွေနဲ့ကလေးကိုထိန်းချောင်းပေးဖို့အတွက်အရန်လိုအပ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တစ်ခါတလေကြားလို့ရှိရင်ဒါကဒီခံစားမှုပိုင်းဆိုင်ရာကောင်းကောင်းမဖွင့်ပြလို့ရှိရင်ကျမတို့ကြီးလာတဲ့ခါကျရင်ဘာဖြစ်တတ်လဲဆိုတော့သူ့ရဲ့ဒေါသကိုတေချာမပြောပြတော့ဘဲနဲ့နှုတ်နဲ့မပြောတော့ဘဲနဲ့အမူအရာနဲ့ပေါ်ပြတာတွေကြံဖက်နေတယ်အများကြီးရှိလာနိုင်တယ်အဲဒါကြောင့်မလို့ကျမတို့မိဘအုပ်ထိန်းသူတွေအနေနဲ့ရောဘာတွေအနေနဲ့ရောကိုယ့်ရဲ့ကလေးပေါ့နော်ကိုယ့်ရဲ့ကလေးစိတ်ခံစားမှုပိုင်းဆိုင်ရာတေချာဖွံ့ဖြိုးတိုးတက်အောင်ဂရုစိုက်ပါသူ့ရဲ့ခံစားချက်ကိုအတိမတ်ပြုပေးပါသူ့ရဲ့ခံစားချက်ကိုမသိရင်နာမည်လေးတွေခံစားချက်လေးတွေကိုနာမည်လေးတွေတက်ပြီးတော့မှပြောပြပေးပါအတိမတ်ပြုပေးပါပြောပြပေးပါပြီးလို့ရှိရင်ကျမတို့တုံ့ပြန်ဆောင်ရွက်တဲ့ခါကြလို့ရှိရင်ပြန်ပြီးတော့မှသူပြန်တုံ့ပြန်တဲ့ခါကြလို့ရှိရင်ဒီဖြစ်တိုက်တဲ့တုံ့ပြန်ထိုက်တဲ့အမှုအရာမျိုးနဲ့တုံ့ပြန်တတ်အောင်လို့ကျမတို့ပြုစုပြောတောင်းပေးဖို့လိုအပ်ပါတယ်အဲ့ဒီမှာမှပဲကျမတို့ပတ်ဝန်းကျင်မှာကျမတို့မြန်မာလူမျိုးတွေပေါ့နော်ကျမတို့ပတ်ဝန်းကျင်မှာစိတ်ခံစားမှုပိုင်းဆိုင်ရာကျန်းမာပျော်ရွှင်တဲ့ပေါ့နော်ပျော်ရင်လည်း
တိတိတတာပြောတဲ့လူပေါ့နော်စိတ်ဆိုးရင်လည်းကောင်းကောင်းစိတ်ဆိုးတဲ့ဟာကိုကောင်းကောင်းပြောပြတတ်ပြီးတော့မှအကျန်းဖက်နည်းမဟုတ်ပဲနဲ့ကောင်းကောင်းပြောပြတတ်ပြီးတော့မှတေချာဆွေးနွေးတိုင်ပင်နိုင်တဲ့လူတော်လူကောင်းတွေကျမတို့အများကြီးမွေးထုတ်ပေးနိုင်မှာဖြစ်ပါတယ်လို့အားကြောင့်မလို့မိဘညီကိုမောင်တို့မှရောက်စီတိုင်းကိုကိုယ့်ရဲ့သားသမီးတွေကိုယ့်ရဲ့အတူတူမတွေကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့ကလေးတွေကိုစိတ်ခံစားမှုပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်အောင်ပံ့ပိုးပေးပါလို့ကျွန်မဒီကနေပြီးတော့မှအားလုံးဖိတ်ခေါ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်